ခရမ်းကျင်သီးဝယ်ရင်အသားတယ်မကဘူးအပေါ်ကရိုးတံကိုပါကြည့်ရိုးတံကစိမ့်စုံနေမှာအပင်ကခူးလာတာမကြသေးတာရိုးတံက6နေရင်တော့အာဟာရမရှိတဲ့ခရမ်းကျင်သီးပဲငှက်ပြောဘူးဝယ်ရင်အပြင်ကအဖုံးတွေကတစ်ခုနဲ့တစ်ခုတင်းတင်းလေးကတ်နေရမယ်အဖုံးတွေကကွာကြနေရင်မင်းဝယ်လာတာငှက်ပြောဘူးမဟုတ်ဘူးတက်သားတုံးပဲဖာလာစိတ်ဝယ်ရင်အခွန်ကအစိမ်းရောင်တောက်တောက်ဖြစ်နေတာကိုပဲရွှေ့အယောင်ကဝါဖြော့ဖြော့ကြီးဖြစ်နေရင်တော့အဲ့ဒါအနံ့ကုန်နေတဲ့ရုပ်ကျွင်းပဲရှောက်သီးဝယ်ရင်အခွန်ကပြောင်ချောပြီးအဝါရောင်တန်းနေမှာအရေရတာအခွန်ကအဖို့အထက်တွေများနေရင်တော့အခွန်ပဲစားရလိမ့်မယ်နန်းကြည့်လိုက်လို့မှုရနဲ့တင်းနေရမယ်မြက်ဝယ်ရင်အဝါရောင်တောက်နေတာတွေကိုတတိထားအနံ့ကလည်းတင်းနေရမယ်ခြံစုပ်စုပ်အနံ့ထွက်နေရင်တော့အဲ့ဒါပုတ်နေပြီအစိမ့်လိုက်ဝယ်ရင်တော့ပိုလက်တယ်ကောက်ရိုးမှုဝယ်ရင်ထိတ်ကငုံနေတဲ့အလုံးကိုပဲတွေးထိတ်ကပွင့်ထွက်နေပြီဆိုရင်တော့ချက်စားရင်လည်းအရသာမရှိတော့ဘူးကင်ကြီးလို့ပြောဖက်နေရင်တော့အထဲမှာပုတ်နေပြီဇီးသီးဝယ်ရင်အပြင်အသားကတင်းနေရမယ်လက်နဲ့ဖိကြည့်လို့ဣဇက်နေရင်တော့အဲ့ဒါအထဲမှာပုတ်နေတာဖြစ်နိုင်တယ်အခွန်ကပြောင်လက်နေမှာလက်တာတွန့်လိန်နေရင်တော့မယူနဲ့နော်တပွက်သီးဝယ်ရင်အကောင်ကြီးတာကိုမကြည့်နဲ့ကင်ကြီးလို့လေးလံနေမှာအသားရှိတာပေါ်ရွှရွက်ကြီးဖြစ်နေရင်တော့အထဲမှာအမြင်တွေပဲရှိတော့တာရေချိုးတဲ့အဖက်ဖြစ်နေပြီပြောင်းဘူးဝယ်ရင်အခွန်ကိုအသားလေးထကြည့်အစေးတွေကညီညီညာညာနဲ့ပြည့်နေရမယ်အစေးကိုလက်သေးနဲ့ဖိကြည့်လိုက်လို့နို့ရည်လိုအဖြူရောင်ထွက်လာမှာအချိုဆုံးပဲကိုင်လန်ဝယ်ရင်အရွက်ကစိမ့်နေရမှာအယိုးကတသေးကိုပဲရွှေ့အယိုးကအရန်ကြီးနေရင်တော့ချက်စားရင်လည်းခါသက်သက်ကြီးဖြစ်မှာအရွက်တွေကထောင်ထောင်မတ်မတ်ဖြစ်ရမယ်